အားလုံးပဲမင်္ဂလာပါရှင်ကိုကီမိုင်နီလာ channel လေးမှာကြိုဆိုလိုက်ပါရရှင်ကျမဒီနေ့အရှမ်းစားကောင်းတဲ့ငပဲဖြူအိုကန်ဟင်းလေးချက်ပြပါမယ်ရှင်ဘယ်လိုလေးချက်ပြမလဲဆိုတာဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြပါအောင်ရှင်ပထမဆုံးတန့်စင်ထားတဲ့ငပဲဖြူသို့မဟုတ်တချို့အရက်တွေမှာငပြက်လို့လည်းခေါ်တယ်ရှင်တန့်စင်တဲ့နေရာမှာချီဖောက်အကျဲဖက်ထိုးပြီးရေတစ်ထပ်လောက်စီးပြီးတံပီယာသီးနဲ့နေစေတယ်ရှင်ဒါမှသာငါးကမာမာတင်းတင်းဖွီးနေရောရှင်ပြီးရင်တော့ငပဲဖြူလေးကိုစားဟင်းခတ်မော့စနွေးမှုန်လို့နဲ့နေထားပြီးမယ်ရှင်ကြက်သွန်ဖြူနီထောင်းထားတာလေးနဲ့စီတက်ပြီးမယ်ရှင်ကြက်သွန်လေးတွေရဲလာပြီဆိုနေထားတဲ့ငါးလေးတွေထည့်မယ်ရှင်မှွေပြီးရင်ရေလေးနဲ့နေထည့်တယ်ရှင်မီးကိုတော့လျှက်စစ်အိုးဖြစ်လို့တအားမကတ်အောင်ပိတ်လိုက်ဖွင့်လိုက်လုပ်ပြီးစိတ်ရှိရှိနဲ့ချက်ရတယ်ရှင်မန်ကြီးရီလေးနဲ့နေထည့်တယ်ရှင်ပြီးရင်တော့ခရမ်းချင်ရွက်လေးအုပ်ငရုတ်တီးစိမ့်လေးအုပ်ပြီးအိုးချပါတယ်ရှင်အခုဆိုရင်ဖြင့်အရသာလေးရှိစားလို့လည်းကောင်းတဲ့ငါးဘေးဖြူအိုးကတ်လေးရပါပြီရှင်ပြီးရင်တော့ငါးဘေးဖြူအိုးကတ်လေးနဲ့လိုက်ဖက်တဲ့ချင်ရည်ဟင်းလေးဆက်ချက်မယ်ရှင်ချင်းပေါင်းကစွန်းနဲ့ညှက်ရီဆေးထားတာလေးနဲ့ကြက်သွန်နီလှီထားတာကြက်သွန်ဖြူထောင်းထားတာလေးအိုးထိတ်ထိတ်တယ်ရှင်နနွေးမှုံအရသာမှုံနဲ့စားထိတ်တယ်ရှင်တခါတည်းအမြန်ပြီးအောင်လုံးချက်တယ်ရှင်ရီမီထိတ်တယ်ရှင်အချင်းဟင်းလေးပုတ်ပုဆူလိုက်အိုးချလို့ရပါပြီရှင်နောက်ဗီဒီယိုလေးမှာလည်းချက်ရလွယ်ကူပြီးအရန်စားကောင်းတဲ့ဟင်းလေးတွေချက်ပြမှာမို့လို့ကျမရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ထားပေးကြပါဦးရှင်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် bye bye